ဒီနေ့ခုနကတရားအားထုတ်နည်းနဲ့ပတ်သက်ပြီးတော့အာနာပါနအားထုတ်နည်းလဲဟောပြောခဲ့လို့တော်တော်ကလေးစုံသွားပြီဝေဒနာတတိပဋ္ဌာန်အားထုတ်နည်းလဲတော်တော်ကလေးစုံသွားပြီအားထုတ်တတ်လောက်အောင်ဖက်သွားပါပြီဇင်းကြံအားထုတ်နည်းချီးမြှင့်ပါအောင်လို့ဥချစ်တန်းကရှောက်ထားလို့ချီးမြှင့်ရအောင်မယ်ခုနကတော့ကပြောတဲ့ထဲမှာမပါသေးတဲ့ဇင်းကြံအားထုတ်နည်းကိုဟောပြောမယ်ဇင်းကြံရှောက်တယ်ဆိုတာနှစ်မျိုးရှိတယ်တရားအားထုတ်တဲ့အနေနဲ့ရှောက်တဲ့နည်းကိုပြောတာပဂရိရိုးရိုးရှောက်နေတာကိုတော့ထဲ့မပြောတော့ဘူးပဂရိရိုးရိုးရှောက်တာကတော့မိမွေးတိုင်းဖောက်မွေးတိုင်းစိတ်နဲ့ရှောက်နေကြတော့ဘာမှလည်းအကျိုးမထူးပါဘူးတဘဝအတွက်ကြားမာတယ်ပေါ့ဇင်းကြံရှောက်ရင်လမ်းရှောက်ရင်ကြားမာတဲ့အကျိုးရတယ်ပေါ့တရားအနေနဲ့အားထုတ်တဲ့အခါကျတော့ခြေထောက်လှမ်းတာကိုတတိကမြည်အောင်လိုက်တီမှတ်ပေးတဲ့နည်းကတနည်းတတိမလွတ်အောင်မှတ်တာကိုခြေထောက်ကတတိနဲ့လိုက်အောင်နောက်ကလိုက်ပြီးတော့နှင်းကလေးနဲ့လှမ်းသွားတဲ့နည်းကတနည်းရဲ့လို့နှစ်နည်းကိုမူတည်ဟောပြောပါမယ်အစဦးစွာဇင်းကြံနီကိုအာထုတ်တဲ့ယောဂီများဆိုရင်တတိမမှတ်တတ်သေးတဲ့အတွက်တတိနဲ့ရှောက်တဲ့အခါတတိနဲ့ခြေထောက်နဲ့ကပ်နေကြမှတ်နေကြမဟုတ်တော့ခြေထောက်ကတော့လမ်းနေကြတတိကမှတ်နေကြမဟုတ်လို့ခြေထောက်လှမ်းတာကတော့ယိုးနေတယ်တတိမှတ်တာကအစမ်းဖိနေတယ်တတ္တဝါဆိုတာအတိတ်အစမ်းဖြစ်တဲ့အာယုံကိုလေးစားတတ်၏ရိုးထွားတဲ့အာယုံကိုမလေးစားဘူးတတ္တဝါတွေရဲ့ဓမ္မတာပဲစိန်ကိုဝိနေကြပုဂ္ဂိုလ်ဟာစိန်ကိုအမဲဝိနေရတဲ့အတွက်စိန်ကိုမလေးစားတော့ဘူးရွှေဟာအဖိုးတန်နေဆိုပေမဲ့ရွှေဝိနေကြပုဂ္ဂိုလ်ဟာရွှေကိုမလေးစားဘူးဒီလိုပဲဘယ်ယရနာပဲဖြစ်ဖြစ်မွန်မြတ်တဲ့ယရနာပင်မှန်တော်လဲကို့အဖို့မှာရိုးသလိုဖြစ်ပြီးမလေးမစားပြုတ်ပြကြတယ်ထင်ထင်ရှားရှားပြောရမယ်ဆိုရင်မြမပြည်မှာမြမလူမျိုးတွေဟာဖယားတရားတန်ခါယရနာ၃ပါးနဲ့အမြဲနေကြရတော့လွယ်လွယ်ကိုးကွယ်နေကြရတဲ့အတွက်တန်ဖိုးမသိသလိုဖြစ်ပြီးမလေးစားပဲနေရကြတယ်အချို့ဘာသာကြားတွေကြတော့မြမပြည်ကိုဝင်လာပြီးဗုဒ္ဓဘာသာလမ်းစဉ်ကိုယုံကြည်လက်ခံလို့တွေ့ထိရတဲ့အခါမှာသူတို့အဖို့အထူးအဆန်းဖြစ်ပြီးအထူးပဲလေးစားတတ်ကြတယ်။အာယုံကအသစ်ဖြစ်နေတာကိုသူတို့ကိုးကွယ်တဲ့ဘာသာမှာဗုဒ္ဓဆိုတာလည်းမကြားဘူး။ဓမ္မတန်ခါဆိုတာလည်းမကြားဘူး။ဖျားကုံတော်၉ပါးတွေလည်းမသိဘူး။တရားကုံတော်၆ပါးလည်းမသိဘူး။တန်ခါတော်အရှင်မြတ်တို့ရဲ့ဂုံတော်၉ပါးလည်းမသိဘူး။သိရတဲ့အခါကျတော့အထူးအဆန်းဖြစ်ပြီးအထူးလေးလေးစားစားရှိတတ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့အသစ်အဆန်းတစ်ခုဖြစ်နေလို့ထိုနည်းတူစွာပဲအစာလဲဒီအတိုင်းပဲအဝတ်လဲပဲဒီအတိုင်းပဲအမြဲဝတ်နေကြအဝတ်ကိုတော်တော်ကြာကြာဝတ်လာရရင်ဒီအဝတ်ကိုမလေးစားတော့ဘူးအစကလေးပဲလေးစားတယ်ဒါကြောင့်အာယုံဟာဘယ်အာယုံပဲဖြစ်ဖြစ်ကောင်းသည်ဖြစ်စေစိုးသည်ဖြစ်စေအတစ်သောအာယုံကိုတတ္တဝါများဟာချစ်ခင်နဲ့မျက်နှိုးတယ်လေးစားတယ်ခုလေထိုနည်းတူစွာပဲလမ်းလျှောက်တာကြတော့လမ်းလျှောက်နေကြဖြစ်တယ်အမေမွေးလာကလေးကရှောက်လာကြတော့ရှောက်တာကိုရိုးလို့မလေးစားတော့ဘူးဆရာလုပ်တဲ့သူကမင်းတရားအားထုတ်တဲ့အခါမှာတတိကလေးနဲ့မှတ်ပြီးတော့ရှောက်ရမယ်လို့ပြောလိုက်ရင်တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာတရားအားထုတ်တော့မယ်လို့စိတ်နှလုံးဒုံဒုံချပြီးတော့တတ်မှတ်ပြီးရှောက်လိုက်တဲ့အခါရိုးနေတဲ့ခြေတော့လမ်းမှုကိုစိတ်ကမလေးဘဲနဲ့မှတ်မှုအတွက်စိတ်ကလေးသွားတတ်တယ်မှတ်မှုအတွက်တော့မှတ်မှုကရှေ့ဆောင်နေတယ်တလန်းပြီးတလန်းမှတ်လိုက်အတိလိုက်တဲ့ပုဂ္ဂိုလ်ကလည်းတိနဲ့အတိကလေးနဲ့ကတ်လိုက်အမတ်တရားနဲ့မှတ်တဲ့ပုဂ္ဂိုလ်ကြတော့လေတွားတယ်
သွားတယ်လို့တရားနဲ့မှတ်လိုက်ပညာကတော့ကိုထင်ချင်တယ်လို့ကိုအလေးလာတိုင်းထင်မော့တဘာဝကတော့လှမ်းဆဲခဏနဲ့တတိနဲ့ကတ်မိအောင်ပြစ္ဆုတ်ဖန်ဆဲဆဲကိုတိအောင်ကြိုးစားရတာပဲအဲ့ဒီလိုအမှတ်နဲ့ကြိုးစားလိုက်တဲ့အခါကျတော့တိတယ်မှတ်တယ်နဲ့ဝေါဟာရနှမျိုးရှိနေတယ်တိတယ်ဆိုတာလဲတတိကိုရည်ရွယ်ပြောတာပါပဲမှတ်တယ်ဆိုတာလဲတတိကိုရည်ရွယ်ပြောတာပဲအတူတူပဲတိတယ်ဆိုပေမဲ့ဒီနေရာမှာဉာဏ်မရောက်သေးဘူးအဲ့ဒီတော့တိတယ်မှတ်တယ်ဆိုတဲ့တတိကိုစိတ်ကအာရုံပြုပြီးတော့တတိကိုလေးလေးစားစားငါမလွတ်တမ်းမှတ်မယ်လို့တန်သိထန့်ချလိုက်တော့ခြေတော့ဘက်ကိုစိတ်မရောက်ပဲမှတ်တဲ့ဘက်ကိုစိတ်ရောက်ပြီးအမှတ်ကရှိဆောင်တဲ့အခါခြေလမ်းကိုအာရုံမပြုတော့ဘူးအမှတ်ကမြန်မြန်မှတ်လိုက်ရင်လေခြေတော့ကမြန်သွားတတ်တယ်အမှတ်ကလေးလေးမှတ်ရင်လေခြေတော့ကပါလေးလေးသွားတတ်တယ်မြန်မြန်မှတ်တော့လဲမှတ်ခါစားပုဂ္ဂိုလ်များမှာတတိကလွတ်သွားတတ်တယ်မှတ်တဲ့အာယုံနဲ့တတိနဲ့မကိုက်ဘူးမကိုက်တော့တတိကလေးလေးမှတ်မှာပဲကိုက်တော့တယ်အဲ့ဒီခါတတိကလည်းလေးလေးမှတ်ခြေတော့ကလည်းလေးလေးနင်းဖြစ်လာတတ်တယ်ကိုသွားနေကြခြေလမ်းနောက်ကိုတတိမလိုက်နိုင်တဲ့အခါမှာခြေလမ်းပြတ်သွားတတ်တယ်သွားနေကြခြေလမ်းပြောင်းသွားတတ်တယ်တချို့ပုဂ္ဂိုလ်လည်းရိုင်မလို့လဲမလို့ဖြစ်သွားတယ်တချို့ပုဂ္ဂိုလ်ကြတော့လည်းပဲတတိလွတ်သွားရင်ဂယုဆိုင်လိုက်ရင်တတိလွတ်သွားရင်ဂယုဆိုင်လိုက်ရင်နဲ့ဂယုဆိုင်ပါများလို့အမှတ်ညံလာတော့ခြေလမ်းကပါညံတယ်လို့ဖြစ်သွားတတ်တယ်များသောအားဖြင့်တော့ခြေလမ်းလေးသလိုဖြစ်တာကများပါတယ်တတိအလုံးမချစ်လေသေးရင်ခြေလမ်းလေးသွားတဲ့အခါကိုယ်ပိုင်းတို့ခေါင်းပိုင်းတို့အထက်ပိုင်းခန္ဓာကိုယ်မှာစိတ်မရောက်တော့ပဲမှတ်တာနဲ့ခြေထောက်ကိုစိတ်ကရောက်နေတော့ခန္ဓာကိုယ်အထက်ပိုင်းကိုဂယုမဆိုင်နိုင်တော့ပဲအမှတ်နဲ့ခြေလမ်းကိုလည်းကိုက်အမလုံနေရတဲ့အတွက်အပေါ်ပိုင်းခန္ဓာကိုထိမ့်ချုပ်တဲ့ဝါယောဓာတ်ကအားပြောသွားတယ်ခြေထောက်စီမှာပဲစိတ်ကရောက်နေတယ်အဲ့လာကြောင့်မလို့အထက်ပိုင်းခန္ဓာကိုယ်ကိုဝါယောဓာတ်ကမထိမ့်ချုပ်နိုင်တဲ့အတွက်ရင်းရိုင်လာတော့ပါတယ်ဒါပေမဲ့စိတ်မပြတ်ပါနဲ့စိတ်ယူစူးစမ်းအားထုတ်ပါမကြမီအချိုးအတထစ်ပါလိမ့်မယ်လိုရင်အချင်းချုပ်ပြောရမှာက1အမှတ်ရှိဆောင်ခြေလမ်းနှောက်လိုက်ဒါပထမနည်းဒီနည်းကိုမလုပ်လို့ရပါလားလို့မေးရင်မလုပ်ကောင်းဘူးလည်းမဟုတ်ဘူးမလုပ်ရဘူးလည်းမဟုတ်ဘူးလုပ်လဲလုပ်ကောင်းတာပဲကုဖို့လဲရတာပဲပါရမီလဲဖြစ်တာပဲဒါပေမဲ့လုပ်ငန်းကျင့်လဲလားအချိုးကျသလားဆိုတော့ဒါမကျင့်လဲသေးဘူးအချိုးလဲမကျဘူးဒီတော့ဘယ်တော့မှအချိုးကျမလဲဆိုတော့ခြေလမ်းကိုလမ်းနေကြလမ်းတချို့ပုဂ္ဂိုလ်ကမှန်ပဲလှမ်းတတ်တယ်တချို့ပုဂ္ဂိုလ်ကလေးလှမ်းတတ်တယ်တချို့သောပုဂ္ဂိုလ်ကခြေလမ်းကိုစိတ်လှမ်းတတ်တယ်တချို့သောပုဂ္ဂိုလ်ကကျဲလှမ်းတတ်တယ်အချို့သောပုဂ္ဂိုလ်ကြတော့ခြေလမ်းဟာမစိတ်မကျဲလှမ်းတတ်တယ်အဲ့ဒီလိုအမျိုးမျိုးတတ္တဝါတို့ရဲ့ဇယိုက်အားလျော်စွာစိတ်တစဝါယောဓာတ်ဆောင်တဲ့အတိုင်းလေးခြင်းမြန်ခြင်းကျဲခြင်းစိတ်ခြင်းတဦးနဲ့တဦးမတူကြဘူးအဲ့ဒီလိုမတူတဲ့အခါကျတော့တရားကျင့်တဲ့ပုဂ္ဂိုလ်ဟာဘာကိုရွေးချယ်ရမလဲဇင်းကြံတတ်မှတ်တော့မယ်ဆိုရင်ကိုသွားနေကြကိုလန်းနေကြပုံစံပကတိအနေထားကိုအာယုံပြုလုပ်ပါအမေမွေးကလေးကမှန်လှမ်းနေကြဆိုရင်မှန်ပဲလှမ်းမြန်လှမ်းနေကြဆိုရင်မြန်ပဲလှမ်းအမေမွေးကလေးကခြေလမ်းလေးလှမ်းနေကြဆိုရင်လေးပဲလှမ်းကိုလှမ်းနေကြအတိုင်းလှမ်းခြေလမ်းရှိဆောင်အမှတ်နှောက်လိုက်နီးကတော့ခြေလမ်းကတွားနေကြအတိုင်းရှိဆောင်ဒီတွားမမှတ်နဲ့ဦးမမှတ်ဘဲနဲ့ခြေလမ်းကိုပကတိကိုတွားနေကြအတိုင်းမှန်အောင်တွားလို့
ခြေလမ်းမှန်သွားလဲအခါကြတော့မှမှန်နေတဲ့ခြေလမ်းပေါ်မှာတတိကနောက်ကလိုက်ပြီးခြေလမ်းကိုမီအောင်လိုက်မှတ်တခါတလေခြေလမ်းကိုမမီပဲအမှတ်ကကြံခဲ့လိမ့်မယ်ကြံချင်းကြံပါစေမီတဲ့ခြေလမ်းကြတော့မီအောင်မှတ်လိုက်မမီတဲ့အခါလဲလွတ်ချင်လွတ်သွားပါစေခြေလမ်းကိုမပြင်လိုက်နဲ့သွားနေကြအတိုင်းသွားတတိကခြေလမ်းကိုစူးစမ်းပြီးအမီလိုက်မှတ်မီအောင်လိုက်မှတ်မယ်ဆိုတဲ့စိတ်ကိုလည်းစောက်တည်ထားပထမအားထုတ်ခါစားတော့ခြေလမ်းကရှေ့ရောက်နေပြီးတော့တတိကမီအောင်မလိုက်နိုင်ဘူးအဲ့ဒီလိုမီအောင်မလိုက်နိုင်တဲ့အခါမှာခြေလမ်းကတတိကိုပြန်စောင့်ပြီးခြေလမ်းကလေးသွားတတ်တယ်အဲ့ဒါကိုတတိထားခြေလမ်းကတတိကိုပြန်မစောင့်နဲ့ခြေလမ်းကမိမွေးတိုင်းဖမွေးတိုင်းလှမ်းနေကြအတိုင်းလှမ်းကြည့်မှတ်ကြည့်လို့တတိကမမီဘူးဆိုရင်တတိကိုစူးစမ်းပြီးရှေ့တိုးပေးခြေလမ်းအရှင်ကိုပြန်မလျှော့နဲ့ခြေလမ်းရှေ့ဆောင်တတိနောက်လိုက်အဲ့ဒီလိုမှတ်တဲ့နီးကဒုတိယနီးဖြစ်တယ်တတိရှေ့ဆောင်ပြီးခြေလမ်းကိုတတိနဲ့ကိုက်အောင်မြန်ပေးနှေးပေးတဲ့နီးကတတိရှေ့ဆောင်ခြေလမ်းနောက်လိုက်တဲ့ပထမနီးဖြစ်တယ်အဲ့ဒီတော့ဒေါ်ကြိုက်တာကတော့မိမွေးတိုင်းဖမွေးတိုင်းအသွားကိုမဖြတ်နဲ့မိမွေးတိုင်းဖမွေးတိုင်းသွားတတိတောင်မဖျက်နဲ့အောင်သွားတဲ့အခါဟုတ်ပြီကြိုက်ပြီဒီအနေကြိုက်ပြီအဲ့ဒီအခါကျမှတတိကမီအောင်လိုက်မှတ်ပြီးတော့အဲ့ဒီလိုဆိုတော့မူလအသွားမပြတ်ဘူးခြေလမ်းကိုတတိကမမီဘူးဆိုရင်တတိရှေ့တိုးပြီးခြေလမ်းကတတိနောက်ကိုလိုက်မနေစေနဲ့တတိကခြေလမ်းကိုမီအောင်သာလိုက်မှတ်ပြီးအဲ့ဒီလိုမှတ်တဲ့အခါကျတော့ဘယ်ဘက်ခြေလမ်းဆုံးသွားရင်ဘယ်ဘက်ခြေလမ်းနဲ့ဆိုင်တဲ့တတိကိစ္စပြီးဆုံးသွားပြီပြီးသွားလာတဲ့တပြိုင်နက်တတိကိုညာဘက်ခြေလမ်းပို့လိုက်ရမယ်အဲ့ဒီလိုဘယ်ဘက်ကလှမ်းပြီးရင်တတိကိုညာဘက်ခြေလမ်းပို့လိုက်ညာဘက်ခြေလမ်းလှမ်းပြီးရင်တတိကိုဘယ်ဘက်ခြေလမ်းပို့လိုက်ခြေလမ်းတစ်ခုလှမ်းပြီးဒီနဲ့တပြိုင်နက်တည်းတတိကိုတစ်ဖက်ကိုမြန်ပို့ပြီးဘယ်ပြီးရင်ညာကိုမြန်ပို့အဲ့ဒီလိုပို့ပြီးတော့မှတ်ပါများလာတော့တတိနဲ့ခြေလမ်းဟာပြိုင်တူဖြစ်လာတယ်အဲ့ဒီလိုပြိုင်တူဖြစ်ရာကနေပြီးတော့ကသူ့ထက်ကျင်လည်လာတဲ့အခါကျတော့တတိဟာလင်းမြန်လာမယ်ဘယ်အလုပ်ဖြစ်လောက်ပါများရင်ကျင်လည်လာတာပဲအပြေးကျင့်တဲ့ပုဂ္ဂိုလ်လည်းပြေးပါများလာတော့ကျင်လည်လာတာပဲအားထုတ်တဲ့ပုဂ္ဂိုလ်လည်းဒီတိုင်းပဲအားထုတ်ပါများတော့ကျင်လည်လာတာပဲထိုနည်းတူစွာတတိဟာမှတ်ပါများတော့ကျင်လည်လာတယ်တတိလင်းမြန်လာတယ်ခြေလမ်းကိုတတိကမီလာတယ်ဘယ်ပြီးရင်ညာကိုပို့နိုင်လာတယ်ပို့နိုင်တယ်ဆိုရင်မြန်လာလို့ပဲပထမအားထုတ်ခါစားတော့တတိကခြေလမ်းကိုမီအောင်လိုက်မနိုင်ဘူးနောက်ကြတော့လိုက်နိုင်လာမယ်တတိလျင်မြန်လာရင်ခြေလမ်းလာရင်ခြေလမ်းနဲ့တတိဟာပြိုင်တူဖြစ်လာမယ်ပြိုင်တူဖြစ်လာရာကနောက်ကဆင့်ထူးထက်ပို့ပြီးကျင်လည်လာတဲ့အခါကျတော့ခြေလမ်းထက်တတိမှတ်တာကပိုမြန်လာတယ်ညာဘက်ကလမ်းပြီးလာနေတတိကဘယ်ဘက်ရောက်နေတယ်ဘယ်ဘက်ခြေလမ်းကမလာသေးဘူးတတိကကြိုဆောင်နေတယ်ဘယ်ဘက်လမ်းပြီးလာနေတတိကညာဘက်ရောက်နေတယ်
ညာဘက်ခြေလမ်းကမလာသေးဘူးတတိကကြိုစောင့်နေတယ်လူတစ်ယောက်ကိုလိုက်ဖမ်းရမှာနောက်ကနေပြေးပြီးဖမ်းရတာရဲ့ဘေးတိုက်ရှင်ပြေးပြီးလိုက်ဖမ်းရတာရဲ့ရှေ့ကနေကြိုစီးပြီးဖမ်းရတာရဲ့အဲ့ဒီ၃မျိုးအနက်ဘယ်နည်းကပိုပြီးလွယ်မိမယ်ထင်တယ်လေရှေ့ကနေစီးပြီးဖမ်းရတာကပိုပြီးပိုင်မိနိုင်တာပေါ့ဖမ်းရလွယ်တာပေါ့ထိုနည်းသူစွာအလုတ်ကျင်လည်လာတဲ့အခါခြေလမ်းကိုတတိကရှေ့ကကြိုစီးဖမ်းနိုင်တဲ့အဆင့်ရောက်လာပါလိမ့်မယ်တတိထားတဲ့အလုတ်တတိပဋ္ဌာန်ကမ္မထမ်းကလည်းကျင်လည်ရင်တတိဟာလင်းမြန်လေမကျင်လည်သေးခင်တတိညွှင်းတုံးကတော့တတိကခြေလမ်းကိုမမီဘူးကျင်လည်လာတဲ့အခါကျတော့ရင်ပေါင်တန်းဖီလာတတ်တယ်ဒုကတော့အဲ့ဒီခြေလမ်းရှိဆောင်တတိနောက်လိုက်ဖြစ်တဲ့ဒုတိယနီးရင်ပေါင်တန်းဖားတဲ့နီးကိုကြိုက်တယ်ဒုတိယနီးအားထုံရင်ပထမနီးရောက်သွားလဲကိစ္စမရှိဘူးကုတို့ရတာပဲပါရမီဖြစ်တာပဲဆရာသမားပြောထားတဲ့ဩဝါဒအတိုင်းငါတတိကခြေလမ်းမီအောင်လိုက်ရမယ်ခြေလမ်းကလှမ်းနေကြသဘာဝအတိုင်းလှမ်းရမယ်လို့ဒီလိုသဘောပေါက်ထားအဲ့ဒီဒုတိယနီးကျင်လဲလို့တတိတိုးတက်လာတဲ့အခါတတိကလင်းမြန်ပြီးရှေ့ကကြိုစီးဖမ်းသလိုတတိကကြိုဆောင်ပြီးမှတ်နိုင်လာပါလိမ့်မယ်လူတစ်ယောက်ပြေးရမှာနောက်ကလိုက်ဖမ်းရင်မိခဲတယ်ပြိုင်သူပြေးပြီးရင်ပေါင်တန်းကတ်ဖမ်းရမယ်ဆိုရင်တဘာတဲ့ဖမ်းလိုက်ုံပဲရှေ့ကနေပြီးဖမ်းရမယ်ဆိုရင်ပိုပြီးလွယ်တယ်ပြေးလာတာကိုရှေ့ကနေပြီးစီးဖမ်းလို့လွယ်တယ်လို့ပေါ့နောက်တော့လှမ်းလိုက်တိုင်းတိလှမ်းလိုက်ရင်တိနဲ့တတိကနောက်မကြံပဲမီတဲ့အခြေအနေရောက်လာလိမ့်မယ်မကြံရစ်တော့ရင်ပေါင်တန်းနေတော့အတာလင်းကတ်ဖမ်းလိုက်ရုံပေါ့တတိယအဆင့်ရောက်ပြီးတတိကသူ့ထက်အားကောင်းလာတော့တတိကပိုးလျင်မြန်လာတယ်ဘဲဘက်မှတ်ပြီးတာနဲ့ညဘက်ရောက်နေတယ်ညာဘက်ကမှတ်ပြီးရင်မပို့တော့ဘူးဘဲဘက်ရောက်နေတယ်အခုတော့ဘဲဘက်ကလွတ်ပြီးပေမဲ့တတိကတခြားပို့ချင်ပို့လိုက်တာကြားစိတ်တစ်ခုကဝင်ချင်းဝင်သွားတယ်ညာဘက်မပို့ဘူးအခြားအာယုံတွေလှမ်းကြည့်လိုက်သေးတယ်တခါတလေလွင့်ထွက်သွားပြီးတွေးချင်ရာတွေးနေလို့မနှဲပြန်ပြီးပို့ရသေးတယ်တတိကိုအခြားမထွက်သွားစေဘဲနဲ့တပြင်းအာယုံစီကိုမပို့ဘဲနဲ့ဘဲကပြီးရင်ညာကိုချက်ချင်းပို့လိုက်တတိကလင်းမြန်လာတော့ခြေတော့ကမလာသေးဘူးတတိကမှတ်ဖို့ရှေ့ကစောင့်နေတယ်လာရင်မှတ်လိုက်တော့မယ်တတိကကြိုရောက်နေတာအဲ့ဒီအနေရောက်လာတဲ့အခါတတိကရှေ့ကနေပြီးခြေလမ်းကိုဖမ်းလာမယ်အဲ့ဒီလိုကြိုဖမ်းရတဲ့အခါကျတော့တတိဟာမလွတ်တော့ဘူးတတိကတော့ခြေထောက်ကိုပြန်ဆောက်နေဟာသေးတယ်အဲ့ဒီအခြေကျတော့ပစ္စုပန်ကိုကောင်းကောင်းကြီးမိတယ်လှမ်းလိုက်ရင်တိလိုက်ရင်လှမ်းလိုက်ရင်တိလိုက်ရင်နဲ့တိနေမယ်အဲ့ဒီလိုမှတ်တဲ့အခါကျတော့လှမ်းတာကိုမှတ်တယ်တိတာကိုမှတ်တယ်လို့နှမျိုးရှိတယ်လှမ်းတယ်ဆိုတာခြေထောက်ကလှမ်းတာဒီတော့ပထမအကျဉ်းစားမှာခြေထောက်ဆိုတာအတိကတတ္တဝါတွေရဲ့မိမွေးတိုင်းဖမွေးတိုင်းအတိခြေထောက်ဆိုတာတတ္တဝါတွေအမြဲသိနေတာခြေထောက်ကမှတ်လို့လွယ်တယ်ကျန်းနဲ့ခြေထောက်နဲ့ထိတယ်ဆိုတာကနောက်မှဖြစ်လာတဲ့သဘာဝခြေထောက်ကအမေမွေးကလေးကပင်ကိုပဲထိတာကအခုမှထိတာအချမ်းစားပထမအာထုတ်ခါစားပုဂ္ဂိုလ်မှာတိတာကိုမမှတ်နိုင်သေးရင်ခြေထောက်ကိုပဲမှတ်တတိမြဲရင်တော်ပြီကြိုပြီးတော့တတိရှေ့တန်းနေပြီးမှတ်နိုင်ပြီဆိုရင်တော့တတိအားကောင်းလာပြီဖြစ်တဲ့အတွက်ခြေထောက်နဲ့ကျန်းနဲ့ပေါင်းလိုက်တဲ့အခါမှာထိမှုပေါ်လာတယ်အဲ့ဒီထိလဲနေရာလေးကိုစိတ်ပို့လိုက်ပြီးထိမှုကိုမှတ်အဲ့ဒီအခါကျတော့အာယုံတိမ်မွေ့လာကိုဖမ်းနိုင်လာပြီတတိမြဲလာပြီပထမတုန်းကတတိမြဲဖို့တော့မနှဲမှတ်နေရသေးတာခြ
ခြေတော့တောင်မှမှတ်လို့မမြဲသေးရင်တိမ်မွေ့တဲ့ထိမှုဆိုတော့မမြဲဘူးပေါ့စလုံးကြီးကြီးတောင်မမြင်တာစလုံးသေးသေးလေးဆိုတော့မျက်စိမှုန်တဲ့သူကဘယ်မြင်မလဲဒီဂရီကောင်းတဲ့ကိုယ့်မျက်လုံးနဲ့ကိုက်တဲ့မျက်မှန်နဲ့ကြည့်ရင်တော့မြင်လာမယ်အဲ့ဒီအခါကျတော့စလုံးသေးသေးကြီးကြီးမြင်ပြီမြင်နိုင်တဲ့စွမ်းရည်တတိသူ့မှာရှိလာပြီထိုနည်းသူစွာတတိကောင်းတဲ့အခါကျတော့အာယုံထင်ရှားလာပြီတတိမြဲလို့အာယုံထင်ရှားလာရင်တိမှုတဘာဝကြီးဖြစ်မှုလည်းထင်ရှားလာမယ်ဒီတော့အာယုံဘက်ကတစ်ဆင့်တက်သွားပြီမှတ်တဲ့ဘက်ကလည်းပထမတတိကနောက်ကလိုက်တယ်ဒုတိယတတိကပြိုင်တူဖဲလာတယ်တတိယတတိကကြိုပြီးတော့မှတ်နိုင်တယ်တတိကလည်း3ဆင့်လို့တက်သွားပြီအဲ့ဒီလိုတတိဘက်က3ဆင့်လို့တက်သွားရင်အာယုံဘက်ကတစ်ဆင့်တက်ပေးလိုက်ထိမှုကိုတတိကတ်ပေးတော့ဘဲချေလေးညာချေလေးဂယုမပြုတ်နဲ့ထိလိုက်ရင်တိထိလိုက်ရင်တိနဲ့ဒီဘက်ကထိပြေးရင်ဟိုဘက်ကိုပို့လိုက်အဲ့ဒီကမှတခုတည်းကိုဂယုဆိုင်မှတ်အဲ့ဒီလိုမှတ်တဲ့အခါကျတော့ခြေတော့ကိုမှတ်တွန်းကလိုပဲထိမှုအပေါ်မှာလဲတတိကမြဲပြီးဂျားစိတ်တွေမဝင်တော့ဘူးမြင်တဲ့စိတ်တွေကလည်းမဝင်တော့ဘူးဂျားကစိတ်တွေလည်းမဝင်တော့ဘူးထိုးအာယုံကြံစီတဲ့စိတ်တွေလည်းမဝင်တော့ဘူးဘာအာယုံမှမဝင်တော့ဘူးဓမ္မဩဒစဆိုတာတရားနဲ့ပတ်သက်ပြီးပြန့်လွင့်တဲ့စိတ်ကိုခေါ်တာဓမ္မဆိုတာတရားဩဒစဆိုတာပြန့်လွင့်နေဓမ္မဆိုတာဘလို့တရားလဲဒီထိမှုကလေးကဖတ်တစေတသိက်ပါကလားဒီဖတ်တစေတသိက်ကလေးဘာကြောင့်ဖြစ်လာတာလဲကာယပတာရဆိုတဲ့ယုတ်တရားနဲ့ဖောထဘအာယုံနဲ့ပေါင်းလိုက်လို့ပေါ်လာတဲ့တရားပါကလားပေါ်လာတော့ကခုနကဖောထဘအာယုံဆိုတာလေယုတ်တရားပဲကာယပတာရအကြည်ဓာတ်ဟာလေယုတ်တရားပဲထိမှုကလေးဟာနံတရားပါကလားဒီလိုဆိုယုတ်နံနှစ်ပါးပါလာလို့ယုတ်စီနံစီစိတ်ကရောက်သွားတတ်တယ်ဆရာကမှတ်ခိုင်းတာကထိကလေးတတိထားတတိမပြတ်စေနဲ့လို့မှတ်ခိုင်းတာဒါပေမဲ့တွေးတဲ့ကြံနဲ့စီစိတ်ကရောက်သွားတော့တတိကလွတ်သွားရောဒီလိုလွတ်သွားပြီမဲ့အကုသိုလ်စီတော့သွားတာမဟုတ်ဘူးဒီထိတဲ့အပေါ်မှာပဲသွားနေတယ်နေရာကလေးပဲကွာနေတယ်ဒါကရုပ်ပဲဒါကနာမ်နဲ့ထိတုံးပေါ်တာထိပြီးပျောက်သွားတာပဲထိစဲကလေးပါကလားဘယ်မှာမြဲလို့လဲနဲ့ဒီမှာပဲသွားနေတယ်တခြားတော့မဟုတ်ဘူးဒီလိုသွားနေတာလဲမမှန်ဘူးလားဆိုတော့အဲ့ဓာတွေဟာအမှန်တွေကြီးပဲအမှန်ပင်ဖြစ်တော်လဲပဲဒေသနာနီးအပေါ်မှာသူ့သွားနေတာဒါဒေသနာနီးဒီရုပ်ရဲ့နာမ်ရဲ့ဆိုတာကဒေသနာကံမဒေသနာအစဉ်ဒေသနာနီးတွေဖြစ်တယ်ပฏิပတိကမှာကြံစင်ဆိုတာကထိတာကိုတတိထားဖို့တတိဖြစ်အောင်လုပ်ဖို့တတိဖြစ်ရင်ဘာဖြစ်မလဲဆိုရင်တတိဖြစ်ရင်တီလာဖြစ်မယ်တတိကိုအိန္ဒြိယတံဝရတီလာခေါ်တယ်တီလာဖြစ်ရင်ဘာဖြစ်မလဲတဲ့အဲ့ဒီထိမှုအပေါ်မှာငြိမ်သွားမယ်တမာတိဖြစ်မယ်တမာတိဖြစ်လို့ထိမှုအပေါ်မှာငြိမ်လာရင်ဒီထိမှုကိုထိုးထွင်းတည်တဲ့ပฏิဝေရပညာပေါ်လာမယ်အဲ့ဒီလမ်းစဉ်အတိုင်းပေါ်လာဖို့တတိကိုသာထားပါလို့တိုက်တွန်းတာအဲ့ဒီတိုင်းထားနေရင်ပฏิပတိကမကျင့်စဉ်လမ်းဖြောင်းတယ်ကျင့်စဉ်ကနေပြီးဒေသနာအပေါ်ရောက်သွားတော့
တရားတော့တရားပဲတရားအပေါ်မှာရှောက်ပြက်လွင့်တဲ့အကွက်ဓမ္မုဒ္ဒစဓမ္မတရားအပေါ်မှာဥဒ္ဒစကရှောက်လွင့်နေတယ်ဒီပြင်အာယုံလေအပေါ်မှာတော့မလွင့်ဘူးဒါကြောင့်ဓမ္မနဲ့ဥဒ္ဒစပေါင်းလိုက်တော့ဓမ္မုဒ္ဒစအဲ့ဒါကပေါင်းခေါ်လိုက်တာဓမ္မအပေါင်းဥဒ္ဒစပဲဓမ္မကတရားသဘောတွေအပေါ်မှာဥဒ္ဒစကလွှင့်နေတယ်အဲ့ဒီလိုဓမ္မုဒ္ဒစတွေဖြစ်လာပြီးတရားအပေါ်မှာလွှင့်တတ်ကြပဲအဲ့ဒီလိုလွှင့်နေလေသူ့ကိုလက်မခံနဲ့ငါဟာပฏิပฏิကမာကျင့်စဉ်ကိုကျင့်နေတယ်တရားတွေအပေါ်မှာလွှင့်နေဖို့တရားတွေတွေးသိနေဖို့မလိုဘူးငါဟာတတိဖြစ်အောင်လုပ်နေတာတတိဖြစ်ရင်ဘာဖြစ်မလဲတီလဖြစ်မယ်တမာတိဖြစ်ရင်ဘာဖြစ်မလဲပညာဖြစ်မယ်အဲ့ဒါကြောင့်တွေးတောကြံစီပြီးဖြစ်ပေါ်လာတဲ့တရားတွေကိုအကုန်ပယ်လိုက်ရုပ်ပဲနာမ်ပဲဆိုတာကိုစွဲမနေနဲ့အာယာတနာတတ်တီလဲစွဲမနေနဲ့တတိဖြစ်အောင်လုပ်တတ်တယ်ဆိုရင်တတိဖြစ်အောင်လုပ်ပြီးတော့ ဥပမာဆိုရင်ငွေရှာတဲ့ဆိုပါတော့တစ်နေ့30ရတယ်တစ်နေ့30တော့ရပြီဟေးရအောင်ငါဘယ်လိုလုပ်ရှာရမလဲဆိုတာတွေးငွေရှာတဲ့ဆိုရင်ငွေသာရအောင်ရှာပါငါ100တော့ရပြီတစ်နေ့ငွေ1000ရအောင်ဘယ်လိုလုပ်ရှာရပါမလဲဆိုတာတွေးဒီငွေရရင်ငါဘယ်လိုလုပ်မယ်တိုက်ကြီးတွေကားကြီးတွေဝယ်မယ်ဆိုတာမတွေးနဲ့အချိန်မကုန်ပါစေနဲ့အချိန်မဖြုံးနဲ့ငွေရအောင်သာရှာငွေဒီစုမိအောင်သာလုပ်ကို့မှာသုံးမကုန်အောင်တိန်တန်းကလေးရှိပြီဆိုရင်တော့ကအတုံးချဖို့စီးစိမ်ခံစားဖို့စိတ်ကူးပရော့ငွေရှာနေကြနေရမှာတော့ငွေမြများရအောင်သာရှာအဲ့ဒီလိုတတိစုဆောင်နေတဲ့အခါမှာတတိသာမြများရအောင်လုပ်တတိရတယ်ဆိုရင်တမာရီဝင်လာလိမ့်မယ်ထီမှုအပေါ်မှာတတိထားခြေလန်းတော့ခြေလန်းကိုမိတ်မသွားနဲ့ခုနတုန်းကခြေလန်းကိုမှတ်တာတတိကို3စိမ့်တတ်သွားတဲ့အခါတတိကတဘာဝကထီမှုအပေါ်ရောက်သွားပြီအဲ့ဒီကြတော့ခြေထောက်ရည်ကျန်းရည်တို့အာယုံတိမှုအပေါ်မှာပဲမှတ်နေမယ်အဲ့ဒီထီမှုအပေါ်မှာတိနေတဲ့တတိကိုသာမြရအောင်လေ့ကျင့်ဒီပြင်ကြားစိတ်တွေဝေမတိုးနိုင်အောင်တတိတစ်လုံးပြီးတစ်လုံးပြီးတစ်လုံးမပြတ်အောင်မှတ်ပါတိမှတ်လို့ထိတာကြီးပဲတိလာရင်ဘဲဘက်ကထိတာလဲတိတာပဲညာဘက်ကထိတာလဲတိတာပဲထိတဲ့အပေါ်မှာကြီးပဲစိတ်ရောက်ပါများတဲ့အခါကျတော့ဘဲညာပျောက်သွားရောဖိတဲ့အထဲဘဲမှမပါပဲထိတဲ့အထဲကြမ်းပြင်မှမပါပဲခြေထောက်နဲ့ကြမ်းပြင်နဲ့ပေါင်းလိုက်တဲ့အခါမှာထိတာကလေးပေါ်လာပြီးခြေထောက်ရုပ်လိုက်တာနဲ့ထိတာမရှိတော့ဘူးခဏဖြစ်စဲကလေးမှာအခုပျောက်သွားတယ်ခြေထောက်ကိုလည်းမမှတ်ဘူးကြမ်းပြင်ကိုလည်းမမှတ်ဘူးထိတဲ့အထဲဘဲနဲ့ညာလည်းမပါဘူးထိတဲ့အထဲခြေထောက်နဲ့ကြမ်းပြင်လည်းမပါဘူးထိတာကိုမှတ်ပါများတဲ့အခါကျတော့ထိလိုက်ရင်အပေါင်းတိထိလိုက်ရင်နဲ့ထိတာကလွဲလို့ဘာမှမသိတော့ဘူးထိတာလေသူသိနေတော့တယ်ဘေးရညာရလို့ကိုသူ့စိတ်ကမရောက်တော့ဘူးခြေတော့ရဘာရလို့လဲသူအာယုံမပြုတ်တော့ဘူးကြမ်းပင်ရလို့လဲအာယုံမပြုတ်တော့ဘူးအဲ့ဒီလိုထိတဲ့အပေါ်မှာကြည့်မယ်စိတ်အမြဲရှိနေရင်အဖုံပွင့်လာလိမ့်မယ်
ထိတာကိုဘသူကဖုံးတယ်လဲဆိုတော့ကျမ်းပင်နဲ့ခြေထောက်ကဖုံးထားတယ်ကျမ်းနဲ့ထိတယ်ခြေထောက်နဲ့ထိတယ်လို့တတ္တဝါရဲ့မူလအထင်ကဒီလိုပဲထင်တာထိတဲ့ရှီမှာပဲစိတ်ကရောက်နေပြီကျမ်းပင်နေခြေထောက်တွေပျောက်ကုန်တော့ထိတာကခဏအဲ့ဒီအပေါ်မှာတီတာကတမာတိနှစ်ခုပေါင်းလိုက်တော့ခဏီကတမာတိအဲ့ဒီတရားဖြစ်ပေါ်လာတယ်ထိစဲခဏအပေါ်မှာတီတဲ့တမာတိလို့ဆိုတယ်စာအဆိုကတော့တန်အပေါင်းအာဒီပေါ့အာယုံပေါ်မှာကောင်းစွာထားနိုင်တာကိုတမာတိခေါ်တယ် ခဏအပေါ်မှာထားလို့ခဏိကခေါ်တယ် ခဏဆိုတာဖြစ်စဲကလေးမှာရှိတယ်ဖြစ်ပြီးမရှိတော့ဘူးဖြစ်စဲကလေးအပေါ်မှာတီလို့ထိတဲ့ခဏကလေးအပေါ်မှာထားနိုင်တဲ့တမာတိမို့လို့ခဏီကတမာတိလို့ခေါ်တယ်ဒီတော့ထိတဲ့အပေါ်မှာကြီးပဲစိတ်အစဉ်ဟာအမြဲကျနေရင်စူးကလေးကိုကျန်းဖြင်ပေါ်မှာနေရာမရွေးပဲထိုးသလိုချက်ပေါင်း1000 3000 100ဆိုသလိုချက်မရွေပဲထိုးပါများတော့ဘလောက်ထူတဲ့ချမ်းပြင်ဖြစ်ဖြစ်ရက်လက်ကြရင်သူပေါက်တော့ကပါပဲတန်ချောင်းကလေးကတေးပြီးမယ်တစ်သားပြင်ချက်ကြီးဘလောက်ထူထူပေါက်တယ်မဟုတ်လားထူပြီးမဲ့လို့ချက်ပေါင်းများရင်ပေါက်ရတော့မှာပဲဘာဖြစ်လို့လဲတန်နဲ့တစ်သားဆိုတော့ပေါက်စေတတ်တဲ့အရာကိုဒါပေမဲ့လို့ဒီလောက်ကျေတဲ့အိမ်ကြီးမှာတစ်ချက်စီနေရာရွေ့ပြီးရှောက်ထိုးလို့တော့ဘလို့ထိုးထိုးမပေါက်ဘူးနေရာမြဲမှာပေါက်သွားတာထိမှုအပေါ်မှာကြီးပဲစိတ်အစဉ်ကြရောက်လာရင်စတိမြဲပြီမြဲရင်တမာတိနေရာရောက်လာပြီထိတဲ့အပေါ်မှာထားနိုင်ရင်တမာတိပဲမူလစတိထားတော့ကတီလထိစဲခဏအပေါ်မှာငြိမ်လာတော့တမာတိပေါက်သွားလို့အောက်သွားပြီးမြင်ရတယ်လို့ထိမှုကိုမြင်ရင်တော့ပညာပေါ့ပေါက်သွားရင်အဖုံးမရှိတော့ဘူးအဖုံးမရှိရင်လည်းမြင်မှာပါပဲသူအတိမှာဘာတွေပေါက်သွားတယ်လဲခြေထောက်ကလေးပျောက်သွားတယ်ကျမ်းပြင်လေးပျောက်သွားတယ်ထိတာပဲသူတိတော့မယ်ခြေထောက်ကလည်းမရှိတော့ဘူးကျမ်းပြင်လည်းမရှိတော့ဘူးကျမ်းပြင်ဟာတတ္တဝါတွေရဲ့နေရာကျမ်းပြင်ပျောက်သွားတော့တတ္တဝါရဲ့နေရာမရှိတော့ဘူးလူပြင်မှနဲ့သူမသိတော့ဘူးဩကာသလောကတစ်ခုလုံးပျောက်သွားတယ်30ဘုံမရှိတော့ဘူးလူဘုံနတ်ဘုံမရှိတော့ဘူးပြမဘုံဘာဘုံမှမရှိတော့ဘူးသူ့အတိမှာခြေထောက်ပျောက်သွားတော့ခြေထောက်ကတတ္တဝါရဲ့အစိတ်အပိုင်းခြေထောက်အမတ်ပျောက်သွားတာနဲ့ခြေထောက်နဲ့ဆက်တဲ့တတ္တဝါအမတ်လည်းပျောက်သွားပြီတတ္တဝါမရှိရင်ငါလည်းမရှိနိုင်ဘူးငါမရှိရင်သူလည်းမရှိတော့ဘူးတတ္တလောကကိုဒီတော့မှလွန်မြောက်တယ်ခြေထောက်ကိုလွန်တဲ့ဖြင့်တတ္တလောကကိုလည်းလွန်သွားတယ်ကျမ်းလင်ကိုလွန်မြောက်သွားတဲ့အတွက်ဩကာသလောက30ဘုံကိုလည်းလွန်မြောက်သွားတယ်လောကနှစ်ခုကိုလွန်သွားတယ်လူအတိဟာဘယ်ရောက်သွားတယ်လဲဆိုတော့သင်္ခါရလောကတွေကိုရောက်သွားတယ်ယုတ်နံဆိုတာသင်္ခါရပဲတဘာဝဆိုတာလဲသင်္ခါရကိုပြောတာအဲ့ဒီတိမှုဟာသင်္ခါရပဲအဲ့ဒီသင်္ခါရတွေရောက်သွားတော့အဲ့ဒီပုဂ္ဂိုလ်ဟာလောကနှစ်ခုကိုလွန်မြောက်သွားတယ်အဲ့ဒါကြောင့်လောကဥတ္တရာလောကကိုလွန်တဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်တနည်းအားဖြင့်လောကုတ္တရာပုဂ္ဂိုလ်လို့လည်းတန်ရှား၍ခေါ်နိုင်တယ်အတိညာဏ်ဟာလောကကိုလွန်သွားပြီဘာလောကကိုလွန်သွားတယ်လဲတတ္တလောကနဲ့ဩကာသလောကကိုလွန်မြောက်သွားတယ်တဲ့
ဘယ်လောကထဲရောက်သွားတယ်လဲဆိုတော့သင်္ခါရလောကထဲရောက်သွားတယ်တတ္တလောကဩကာသလောကသင်္ခါရလောကဆိုပဲလောက၃ပါးတို့တွင်လောကနှစ်ခုကိုလွန်မြောက်သွားတယ်ဒါကြောင့်ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမမရှိဘူးယုံ nant တဘာဝသာရှိတယ်ဆိုတဲ့ဖျားဟောကိုအဲ့ဒီယောဂီကလက်ခံပြီဟုတ်တာပဲဒီနားကြတော့ဘာမှမရှိပါကလားမရှိတာ तू တွေ့ပြီဒီလိုဆိုရင်ဘာတွေဖောက်သွားတယ်လဲခြေထောက်တွေကျန်းတွေဖောက်သွားတယ်ခြေထောက်ကိုဖောက်တော့တတ္တလောကကြီးပျောက်သွားတယ်ကျန်းပင်ကိုဖောက်တော့ဩကာသလောကကြီးပျောက်သွားတယ်အဲ့ဒါအတိညာဉ်အစပဲဒါကြောင့်အဲ့ဒီအတိနဲ့နေတဲ့ပုဂ္ဂိုလ်ဟာငရဲမကြနိုင်တော့ဘူးထိတဲ့ထဲမှာငရဲမှမရှိပဲငရဲမရှိတော့ငရဲပုံလည်းမရှိတော့ဘူးအဲ့ဒီအတိမျိုးနဲ့နေသွားရင်လူပြေမြမပြေလည်းမရောက်တော့ဘူးထိတဲ့ထဲလူပြေလည်းမရှိဘူးနတ်ပြေလည်းမရှိဘူးထိတဲ့ထဲလူလည်းမရှိဘူးနတ်လည်းမရှိဘူးဒါကြောင့်ဒီစိတ်မျိုးဟာအစင်တိုင်းတက်သွားရင်လူလည်းမဖြစ်နိုင်ဘူးနတ်လည်းမဖြစ်နိုင်ဘူး30ပုံပြန်မဖြစ်မရောက်နိုင်တော့ဘူးလို့အကျမ်းပြင်းဆိုနိုင်တယ်နိဗ္ဗာန်လမ်းဖြောင်းသွားပြီလို့ပဲဆိုပြီးတော့သို့တော့နှုတ်သေးတယ်ဒီတဏှာတဲ့ဒီလောက်တိယုံနေတော့မလွတ်မြောက်နိုင်သေးဘူး ဥပမာရွှေမုံကလေးတွေဟာလေထဲမှာလွင့်နေတယ်ဆိုရင်ရွှေမုံတော့ရွှေမုံပဲရွှေပင်ဖြစ်တော်လဲပဲနီလွန်အားကြီးတေးလွန်အားကြီးတော့တန်ဖိုးမရှိသေးဘူးအဲ့ဒီအမုံကလေးတွေတွားရောင်းလို့လဲတန်ဖိုးကငယ်မယ်မဟုတ်ဘူးဒါပေမဲ့ဒီအမုံကလေးတွေစူပေါင်းပြီးခဲသွားလို့ရွှေဟာတပိတ်တာလောက်ရှိရင်တော့အများကြီးတန်ဖိုးရှိသွားပြီဒီလိုပဲတဲ့ဒီအတိဟာအတုံးတဲ့တယ်ဆိုပေမဲ့လောကနှစ်ပါးကိုလွန်တယ်ဆိုပေမဲ့နှုတ်ထိတ်တယ်ရွှေမုံကလေးလိုပေါ့အကယ်၍သာရင်းရန့်သွားမယ်ဆိုရင်တော့ကထိမှုအပေါ်မှာညင်းငွေ့လာမယ်ဒီလိုညင်းငွေ့လာမယ်ဆိုရင်တော့ဒါဟာဝိပဿနာဉာဏ်ပေါ့သင်္ခါရအပေါ်မှာညင်းငွေ့ပြီးအဲ့ဒီသင်္ခါရထိမှုကိုလက်လွတ်လိုက်ရင်ထိမှုရဲ့ချုပ်ငင်းရာယုံ nant သင်္ခါရအားလုံးချုပ်တဲ့နိဗ္ဗာန်ကိုသွားတွေ့မယ်ဒီနိဗ္ဗာန်သွားတွေ့ရင်မိညာဏ်ပေါ်လာမယ်နိဗ္ဗာန်ရဲ့အရာသာကိုနောက်တစ်ဆင့်ခံစားရင်ဖိုလ်ဉာဏ်ပေါ်လာမယ်ကိုဖြစ်တာတွေစင်ကျင်ရင်ပစ္စဝိခဉာဏ်ပေါ်လာမယ်ဒီလိုပေါ်လာရင်နိဗ္ဗာန်တစ်ခါတည်းသွားပြီပေါ့ဒီတော့ဇင်းချက်နည်းနဲ့အားထုတ်ရမှာကထိလိုက်ရင်တိထိလိုက်ရင်တိတိလိုက်ရင်တိဆိုတာကလွယ်လို့ဘာမှမတိပဲနဲ့တိတာတစ်ခုတည်းတိတဲ့နေရာရောက်အောင်ပုဂ္ဂိုလ်တ attva ကစူးစမ်းပါထိတာကလွယ်လို့ဘာမှမတိတော့ဘူး ခြေတော့မရှိတော့ဘူး ကြမ်းပြင်လည်းမရှိတော့ဘူးမျက်စိရှိရဲ့သားနဲ့လည်းမမြင်တော့ဘူးနားရှိရဲ့သားနဲ့လည်းမကြားတော့ဘူးစိတ်ရှိရဲ့သားနဲ့လည်းမတွေးတော့ဘူးခုနကအတိအားလုံးချုပ်ပြီးထိတိတစ်ခုတည်းကြံတော့တယ်ဆိုရင်အလုံးနဲ့ဆုံးပြီ အလုံနယ်ဟာဒီမှာဆုံးတယ်ဟိုဘက်မှာအဖြစ်နယ်ရှိတော့တယ်ဖြစ်စဉ်ဆိုရင်ဟိုဘက်မှာညံပေါ်ပြီးညံကဆင်သွားလိမ့်မယ်ပုတ်ကိုကမစင်နဲ့တော့စိတ်ကလည်းမစင်နဲ့တော့ကိုကတော့အဲ့ဒီရောက်အောင်လို့ဟုတ်လားသူ့နာမည်ကိုကညံစင်လွတ်ဆိုထားတာပဲညံကစင်ပါလိမ့်မယ်ညံနဲ့တွားလီကိုကရှုံမနေပါနဲ့တော့သူ့ဟာသူစင်လိမ့်မယ်ကိုကစိတ်ကူးပြီးတော့စင်တော့စိတ်မစင်ပဲဖြစ်မယ်ပုတ်ကိုကစင်ရင်ပုတ်ကိုစင်ပဲဖြစ်မယ်အဲ့ဒီတော့ကိုအားထုတ်ရမယ့်နယ်ကိုစုံအောင်အားထုတ်
အဲ့ဒီလောက်ဆိုရင်ဇင်းချက်အားထုတ်နီးတွားရလမ်းကြောင်းဖောင်းပါပြီအဲ့ဒီအတိုင်းအားထုတ်ရင်ရှုတိုင်းရလှုပ်တိုင်းဖြစ်ထားတိုင်းနီအခြေကိုရောက်ပါလိမ့်မယ်ခုနကနေရာရောက်ပြီဆိုတော့နောက်တစ်ခါပြန်ရှုလိုက်ရင်ဒီနေရာကိုရှုတိုင်းရမယ်ဣတိပိတောရတယ်လို့ပေါ့အဲ့နေတော့မရွတ်ပေမဲ့နိုးတဲ့အခါပြန်ရွတ်ခိုင်းကြည့်ဣတိပိတောကြေကြေရတဲ့ပုံကဟာအမြဲရနေမှာပဲအဲ့ဒီလိုပဲဒီတရားကလည်းလုတ်တိုင်းထိရှုတိုင်းရမယ်အာယုံပြုတ်လိုက်ရင်ဒီနေရာရောက်ရမယ်လုတ်တိုင်းဖြစ်ထားတိုင်းနေရမယ်ဒီနေရာ15မိနစ်နေမယ်ဆိုရင်15မိနစ်နေနိုင်အောင်ဒီနေရာနာရီဝက်နေခြင်းရင်နာရီဝက်နေနိုင်အောင်တနာရီနေခြင်းရင်တနာရီနေနိုင်အောင်အဲ့ဒီလိုကြိုးစားကြပါရှုတိုင်းရလုတ်တိုင်းဖြစ်ထားတိုင်းနေဒါဆိုရင်အလုတ်နိုင်လာပြီရှုတိုင်းမရသေးဘူးသူအချိုးကျတဲ့အခါဖြစ်တယ်လုတ်တိုင်းမဖြစ်ဘူးဖြစ်ချင်တဲ့အခါမှာဖြစ်တယ်ထားတိုင်းကြောင့်မနေဘူးသူဟာသူကြာချင်တဲ့အခါကြာသွားတယ်ဒါဆိုရင်လေဣတိပိတောမကျေးတဲ့သူလို့ပါဠိရချင်တဲ့အခါရတယ်မရချင်တဲ့အခါမရဘူးမကျေသေးတဲ့ပုဂ္ဂိုလ်ကိုရပြီဆိုလို့တော့မဖြစ်သေးဘူးရဘူးတယ်ပေါ့တခါတလေရဘူးတဲ့အဆင့်ပေါ့တရားတကယ်ရတယ်ဆိုရင်ရှုတိုင်းရလှုပ်တိုင်းဖြစ်ထားတိုင်းနေရတယ် ဒါကြောင့်အဲ့ဒီလိုလောကနှစ်ခုကိုလွန်ပြီးတော့ကအဲ့ဒီသင်္ခါရလောကထဲမှာရှုတိုင်းရလှုပ်တိုင်းဖြစ်ထားတိုင်းနေတဲ့အခြေရောက်ရင်ဒီယောဂီဟာချမ်းသာပါပြီ။ဘာစိတ်ရှုပ်စရာမှမရှိတော့ဘူး။စိတ်ရှုပ်ရင်အာယုံပြုတ်လိုက်အဲ့ဒီတတ္တလောကကိုလွန်ဟောင်သွားပြီးတတ္တဝါမရှိတဲ့နေရာသွားနေ32ပုံလွန်တဲ့နေရာသွားနေအဲ့ဒီနေရာကြတော့တတ္တဝါမှမရှိဘူးတတ္တဝါအတွက်ဘာပူစရာလိုသေးတယ်လဲတတ္တဝါတွေရှိလို့စိတ်ညစ်စရာတွေရှိနေတာနှစ်သက်စရာတွေတတ္တလောကထဲမှာတွေ့နေတာဒါကြောင့်ရှုတိုင်းရလှုပ်တိုင်းဖြစ်ထားတိုင်းနေဖြစ်အောင်ကြိုးစားလို့အဲ့ဒီဇင်းကြံကမ္မထန်နိုင်နှင်းပြီဆိုရင်သာသနာနဲ့တွေ့ရကြိုနှက်ပြီးတော့မလန်းဖို့လန်းပွင့်ပါပြီအဲ့ဒီအတိုင်းပဲတသက်လုံးအားထုတ်ကြပါတော့ကဲတော်လောက်ကပြီတာရုခေါ်ကြတာဒုတာဒုတာဒု